နာမပေါ်သည်ခါနေညုံပြကောင်းတွင်မျိုးရဲ့ရှိရမှာသည်ကျွန်တော်တို့ရွာလေးဒီရှိနေပါသည်ဘုံနာဝရီတောင်တွင်ရွှေပြည်ပေလေးရှိလေးပါနဲ့စောပင်ရှိများပေါ်တဲ့ကျွန်တော်တို့ရွာလေးနဲ့မြို့တောင်တွင်ကိုရင်ခံနေကာယာစီကားလာလေတစ်ခေါက်တော့လာရောက်စီရှုပ်ဝင်မစိုးလေဘုရှိကုန်းလုံးနာမပေါ်သည်ကာမီညိုပြကောင်းတွင်မျိုးရဲ့ရှိရမှာသည်ကျွန်တော်တို့ရွာလေးကြည်ရှိနေပါသည်ပုံနာဝီကောင်းတွင်ရွှေပြည်ပေလေးပဲရှင်လေးပါနဲ့စောပေရှင်များပေါ်ထွက်ခဲ့ကျွန်တော်တို့ရွာလေးနဲ့မြို့တောင်တွင်ကိုရင်ခံနေကာယာစီကားလာလေတစ်ခေါက်တော့လာရောက်စီသည်ရှောင်းကြောင့်ရဲ့နာမမဟာဒုက္ခလို့တွင်ဝေမီနာမဆရာတော်ဥဒ္ဒရရဲ့လမ်းညွှန်မှုခံယူပါသည်ဘာသာရေးတာနာရေးကိုအလေးထားလို့ဆောင်ရွက်ကြပါသည်ဆရာတော်ညီညွတ်စွာကျွန်တော်တို့ရွာလေးအေးချမ်းသာရလာလေစီရင်ဒီပိတ်ခေါ်ရသေးလာလူရေးဖွဲ့ကားစီခင်မင်းတို့စေပွေရတဲ့ကျွန်တော်တို့ရဲ့စော်ဒီရစီဆိုင်ရတဲ့ဘာနဲ့ကောက်ပေးဒီနဲ့ပေါ်ကျွေဝါဒီဒီချာလီတခါတစ်ခေါက်တော့လာရောက်စီခြင်းနီအုတ်ရှိကုန်းတို့အများကခေါ်ဒီကျွန်တော်တို့ရဲ့ဌာနီရှိကုန်းလုံးနာမပေါ်သည်ကာမီညိုပြကောင်းတွင်မျိုးရဲ့ရှိရမှာသည်ကျွန်တော်တို့ရွာလေးကြည်ရှိနေပါသည်ပုံနာဝီကောင်းတွင်ရွှေပြည်ပေလေးလေးရှင်လေးပါနဲ့စာပေရှင်များပေါ်ထွက်ခဲ့ကျွန်တော်တို့ရွာလေးမြို့တောင်တွင်ကိုရင်ခံနေကာယာစီကားလာလေတစ်ခေါက်တော့လာရောက်စီခြင်းရှောင်းကြောင့်ရဲ့နာမမဟာဒုက္ခလို့တွင်ဝေမီနာမဆရာတော်ဥဒ္ဒရရဲ့လမ်းညွှန်မှုကိုဆောင်ယူပါသည်ဘာသာရေး